အားလုံးပဲမင်္ဂလာပါဒီနေ့တော့ကဘာတော်ဝမ်းမှာအရန်ကိုနာမည်ကြီးလာတဲ့ Stranger Things ဆိုတဲ့တိထစ်ရင်မို့ဇလန်ရွက်ကြီးအကြောင်းကိုပုံပြောပြတယ်လို့မျိုးပြောပြပြမယ်နော်ဇလန်က1983ခုနှစ် American က Hawkins ဆိုတဲ့မြို့လေးမှာစတာပါတညမှာ Will ဆိုတဲ့ကောင်လေးတယောက်အိမ်ပြန်လမ်းမှာထူးဆန်းစွာပျောက်ဆုံးသွားခဲ့သူ့တငယ်ချင်း၃ယောက်ဖြစ်တဲ့ Mike, Justin နဲ့ Lucas တို့က Will ကိုလိုက်စာရင်းနဲ့ခေါင်းတုံးလေးနဲ့ထူးဆန်းတဲ့ကောင်မလေး11နဲ့စုံကြတာပေါ့11ကအစိုးရရှိဝယ်စခန်းကထပ်ပြေးလာတာဖြစ်ပြီးသူ့မှာစိတ်တန်ကိုနဲ့ပစ္စည်းတွေကိုရွှေ့နိုင်တဲ့စွမ်းအားတွေရှိနေတယ်တကယ်တော့ Will ကကျွန်တော်တို့ကဘာနဲ့ထပ်တူကြနေတဲ့ upside down လို့ခေါ်တဲ့မှောင်မိုက်ပြီးကြောက်စရာကောင်းတဲ့တခြားကဘာတစ်ခုမှပိတ်မိနေတာပါအဲ့ဒီမှာ Demogorgon ဆိုတဲ့သတ္တဝါဆိုးကြီးလည်းရှိတယ် Will ရဲ့အမေ Joyce နဲ့ရဲမင်းကြီးဟော့ပါတော့လဲ Will ကိုမရရအောင်ရှာကြတယ်နောက်ဆုံးမှာတော့11ရဲ့အကူအညီနဲ့ Will ကိုကယ်နိုင်ခဲ့ပေမဲ့11ကတော့ပျောက်ကွယ်သွားခဲ့ရတယ်ဒါပေမဲ့ဇလန်ကဒီမှနေမပြီးသေးပါဘူးဒုတိယရာသီမှာ11ကအသက်ရှင်နေပြီး Hopper နဲ့အတူတောထဲမှာပုန်းနေတာကိုတွေ့ရတယ်Will ကပြန်ရောက်လာပေမဲ့သူ့စိတ်ထဲမှာဟိုဘက်ကဘာက Mind Flayer လို့ခေါ်တဲ့အရေးဆိုးကြီးကပ်ပါလာပြီးမြို့အောက်မှာဥမင်လွိုင်ခေါင်းတွေတူပြီးဒုက္ခပြီးပြန်ရောကလေးတွေနဲ့လူကြီးတွေအားလုံးပေါင်းပြီးတိုက်ခိုက်ရင်းနဲ့နောက်ဆုံးမှာ11ကဟိုဘက်ကဘာကိုသွားတဲ့တကားပေါက်ကြီးကိုပိတ်လိုက်နိုင်ခဲ့ပါတယ်တတိယရာသီမှာတော့ကလေးတွေလည်းရွယ်ရောက်လာပြီပေါ့ဒါပေမဲ့ရုရှားတွေကမြို့ကဈေးဝယ်စင်တာကြီးအောက်မှာရှိုးဝယ်စခန်းဆောက်ပြီးဟိုဘက်ကဘာကိုပြန်ဖွင့်ဖို့ကြိုးစားကြတယ်ဒီတစ်ခါတော့ Mind Flayer ကလူတွေကိုပါပူးကပ်ပြီးအကောင်ကြီးဖြစ်အောင်လုပ်တာတိုက်ပွဲကြီးကတကယ်ကိုပြင်းထန်နေပြီးဟော်ပါကြီးတေဆုံးသွားပြီလို့အားလုံးကထင်လိုက်ရကြတယ် level လည်းသူ့ရဲ့စွမ်းအားတွေဆုံးရှုံးသွားခဲ့ရတယ်နောက်ဆုံးစတုထရရာသီမှာတော့အားလုံးကလူစုကွဲနေကြတာ11တို့မိသားစုကကာလီဖိုးနီးယားကိုပြောင်းသွားပြီးဟော်ပါကတော့ရုရှားထောင်ထဲမှာရောက်နေတာပေါ့Hawkins မြို့မှာတော့ Vecna ဆိုတဲ့လူသမားကြီးပေါ်လာပြီးကလေးတွေကိုစိတ်ပိုင်းဆိုင်ရာညှိ့ဆက်ပြီးတတ်တာတကယ်တော့ဒီ Vecna ဆိုတာ11တို့စမ်းသပ်ခံရတဲ့နေရာကပထမစမ်းသပ်ခံ01ဖြစ်နေတာပါ11ကသူ့အတိတ်ကိုပြန်တရိရပြီးစွမ်းအားတွေပြန်ယူက Vecna ကိုရင်ဆိုင်ခဲ့တယ်တိုက်ပွဲကအရန်ပြင်းထန်လို့သူတို့တငယ်ချင်း Max တောင်တေလိုနီးမှဖြစ်သွားခဲ့ရတယ်အခုတော့ Vecna ကမတေသေးပဲဟိုဘက်ကဘာကအမှုန်တွေအကောင်တွေက Hawkins မြို့ထဲကိုစိန်ဝင်လာနေပြီဆိုတော့သူတို့ဘလို့ဆက်ပြီးရင်ဆိုင်ကြမလဲဆိုတာကတော့နောက်ဆုံးထွက်လာမယ့်ရာသီမှာစောင့်ကြည့်ရမှာပါပဲ